ပရိသတ်များအားလုံးပဲမင်္ဂလာပါ9နာရီစီစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူ PP မန်းလေးရေးသားထားတဲ့အိမ်နောက်မှာငါနေရဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနေအောင်လို့ဘေးနားက notification ဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာနေဝီတယောက်ချိန်မန္တလေးမြို့16လမ်းမြောက်ဘက်ရှိမလဲသာရပ်ကွက်မှာရှိတဲ့ပြည်တော်ရင်တစ်ခုပဲအလောက်ကပြန်လာတဲ့လူမျိုးကြီးကိုအောင်ကသူ့ရဲ့အိမ်ရှိမိဘကမ်းမှာတယောက်တည်းအလုပ်ရှုံနေတယ်ကိုအောင်ကညနေတိုင်းဆေးပြေဝါဖြစ်ဝီစကီ၄ပတ်ခန့်ကိုတောက်တုံးတက်တာဖြစ်တော့ခရင်းညနေပိုင်းမှာတယောက်တည်းတီးတန့်တောက်လူတာကြောင့်ဆိုင်မှာမထိုင်ပဲအိမ်မှာပဲတောက်ရန်အတွက်အမီးစီစဉ်နေခြင်းဖြစ်ပါတယ်ကိုအောင်ကငရုတ်သီးအစိမ်းတောင်လေးတွေအညာချွေပြီးကျက်သွန်နီဦးကိုအကွင်းလိုက်ပါပါလီးနေရာမှာသူ့ရဲ့ကြောပြီးနေရာမှာရှိတဲ့သသားစင်လေးပေါ်နောက်မလဲပဲလှန်လှမ်းလိုက်တယ်။လက်ကစင်ပေါ်ကိုနေရာနဲ့လိုက်ဆန်းနေသို့တော်ဘာကိုမှမဆန်းပြီးသသားစင်ပေါ်ကစစ်ကြမ်းကိန်းကိုသာဆန်းပြီးတယ်။ဘယ်ရောက်သွားတော့ကိုအောင်ခမရသသားစင်လေးပေါ်အသေးချာလှဲကြည့်ရင်ခေါင်းကိုတပြင်းပြင်းကုတ်တယ်။တောင်ကြီးမြောက်ကြီးနဲ့ပါဇက်ကညှင်းညူတယ်တေးကြပါတယ်ခုနကငါဒီစင်ပေါ်တင်ခဲ့တာအခုဘယ်ပြောက်သွားတာပါလဲပါဇက်ကရီလိုရေရိုရင်ကိုအောင်တယောက်လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကသသားစင်လေးပေါ်တင်ထားခဲ့တဲ့ငါးကြီးချင်းအသားတို့ကိုမေးဖို့ကြောင့်နေရာနဲ့တောင်းတအောင်ရှာနေမိတယ်သူစိတ်ကူးကငါးကြီးချင်းကိုစိမ့်တုပ်ပြီးဝီစကီနဲ့မြည်မယ်ပေါ့ကျက်သွန်နီဦးကိုခွန်ခွာပြီးအကွင်းလိုက်ပါပါလီးနေတော့သူ့စင်ပေါ်မှာတင်ထားခဲ့တဲ့ငါးကြီးတို့ကစုံစမြုပ်သွားတယ်ဘယ်ကိုကျွန်တော်ပါပြေးတယ်မသိပတ်စိမ့်ပေမဖြေရသေးကျိုးတွဲလောင်းလေးနေတင်ထားခဲ့ခြင်းဖြစ်တယ်သူနောက်ကျောပြီးကျက်သွန်လီးနေခြင်းကြောင်းတကောင်ခြီပေးလားလို့တွေးလိုက်မိတယ်ဒါဟိုဘက်အိမ်ကဖြူမလက်ချက်ပဲနေမှာသွားပါပြီကွာငါအမြည်လေးတော့ကုန်ပါပြီပြူကြီးကိုများကြောင်းကိုသာမွေးပြီးအစာကြောင့်ဝါနေအောင်မကြွေးကြအောင်တက်လက်တက်နိုင်ပါဒေါ်လာတွေလိမ့်လိုက်ထွက်သွားတယ်ဟိုဘက်အိမ်ကဖြူမကိုရွတ်စွန်မိလေတော့သူနဲ့တိတ်အစည်းမကန့်လာတဲ့ဖြူမရဲ့တခင်အပြိုကြီးမမြတ်တို့ကိုပါရောရောင်အပြည့်တင်လိုက်မိတယ်။ဘိုးဘအိမ်ကအပြိုကြီးဆိုလေတော့ကိုအောင်လဲဘာကျူးလဲအသက်သာ30ကျော်ပြီးအခုထိချစ်သူရည်သားဟူ၍မိများမကြတာမရှိသေး။မမြတ်တို့ကတော့အသက်25နှစ်ခန့်ရှိပြီဖြစ်ပြီးတော့အမေတစ်ခုသမီးတစ်ခုဘဝနဲ့ဖုန်းရုံးတစ်ခုမှာအလုံးလှုပ်နေတယ်။ရည်သားသနာရှိတဲ့ဟူ၍လည်းမကြမိချေ။ကိုအောင်တို့အိမ်နဲ့အပြိုကြီးမမြတ်တို့အိမ်ကခက်ကျဲတဲ့တသားဝင်းထရံတစ်ခုသာချားထားတယ်။အဲဒီတသားဝင်းထရံသားကနေဖြူမကကူးလာတတ်တယ်။လူပြိုကြီးတကိုယ်တည်းနေတဲ့အိမ်ဘက်ကိုဖြူမကစားသွင်းစားကြံတွေလာရောက်မှွေနောက်တက်နေတယ်။ကိုအောင်တပတ်စာဝယ်ထားတတ်တဲ့ငှက်ချောက်တို့ဝက်ဦးချောင်းတို့မှာမကြာခဏဖြူမလက်ချက်နဲ့တက်တက်ပြောင်ကုံသွားတတ်တယ်။ကိုအောင်ကမန်းလေးစာတိရွာနေပြည်ထိုင်မဟုတ်သူရဲ့စာတိကအညာဘက်ကဖြစ်ပါရီ။လွန်ခဲ့တဲ့တလခန့်ကမှဒီရက်ကိုအလုပ်ကိစ္စနဲ့ပြောင်းလာသူဖြစ်တယ်။ဝဲစားကတဆင်အိမ်ကားနေခြင်းဖြစ်ပါရီ။အိမ်မရှင်မှာတခြားသူမဟုတ်ကိုအောင်နဲ့အစည်းမကန့်လာတဲ့မမြတ်နိုးပဲဖြစ်တယ်။မမြတ်နိုးတို့ချန်ကမျက်နှာဖွင့်ပေ40အလျားပေ90ရှိတယ်။ဒါကြောင့်မျက်နှာဖွင့်ပေ20ကန်ခွဲကတစ်ထပ်ပြင်တော့အိမ်ငယ်လေးတစ်လုံးကိုဆောက်လုပ်ပြီးအိမ်ကားစားခြင်းဖြစ်ပါရီ။တစ်ထပ်ပြင်တော့အိမ်လေးက9ပေခန့်4ခန့်နဲ့ဆောက်လုပ်ထားခြင်းလည်းဖြစ်တယ်။အဲဒီပြင်တော့အိမ်မှာအိတ်ခမ်းနှခမ်းပါရှိတယ်။ဒါအပြင်အနောက်ဘက်မှာပြီးဆွဲထားတဲ့မိဘကန်လေးပါဝင်နေခြင်းစပွဲတက်တက်ရရရှိလာတယ်။ရေလောင်းအိမ်သားကိုခြံနောက်မှာတတိတသက်ဆောက်လို့ပေးထားလေတယ်။ရေလောင်းအိမ်သားနဲ့တွင်လျက်တွင်အုပ်ရည်ချိုးကန်တစ်လုံးပါတယ်။မိဘကန်မှာတကားမရှိကြောင်ရင်းတော့ရှိတယ်။သို့ပေမဲ့ကိုအောင်ကလူပြိုကြီးဖြစ်ရောက်အိမ်မှုကိစ္စတွေကိုမေးမေးရွံ့ရှိတတ်တယ်။ငါထောက်ကိုစားလိုက်ရောကုတ်တစ်ပြီးမိဘပြီးရင်ကျန်းတဲ့ငါချောက်ပြားကိုကြောင်ရင်းနဲ့ပြန်မထည့်မိမေးလျော့နေတတ်တယ်။အဲဒီကဖြူမလက်စာမိရော်တယ်။အခုလဲသူအရက်နဲ့မီးမယ်လို့ကြံရွယ်ထားတဲ့ငါးကြီးချင်းသားတို့ကိုဖြူမလာဆွဲသွားတယ်လို့တွင်းပြီးတော့ဒေါ်ပွားနေသေးတယ်။အဲဒီလိုနေကိုအောင်ကဖြူမရှိမယ်လို့ထင်ရတဲ့မမြတ်နိုးတို့ခြံဘက်ကိုပတင်းတကားဖိတ်ခါကြည့်လိုက်တယ်။ဟမ်ဖြူမမြတ်နိုးပေါင်ပေါ်မှာထိုင်နေရပါလား။ကိုအောင်အော်သွားတယ်။တပတ်တန်တွေကဒမ်းပေါ်မှာမြတ်နိုးကဖြူမကိုပေါင်ပေါ်တင်ကဒန်းစီနေရကိုမြင်လိုက်ရတော့အားသိနေမိတယ်။ဒီလိုဆိုရင်ဖြူမကတရားခံမဖြစ်နိုင်တော့တရားခံကဘသူနည်း
ကိုအောင်စဉ်းစားရခက်သွားတယ်တခြားကြောင်တကောင်ပဲလားမိဝကြောင်ကထွက်ပြီးခြံနောက်ဘက်ကိုရှောင်းလာခဲ့နေအိမ်တော်ကိုသွားတဲ့လမ်းမှာမျောတိုင်းတိုင်းဆက်၍အုပ်ဆောင်မှမီးဒီလုံးထွန်းလာတာဖြစ်တော့ထင်းသားမင်းသားရှိတယ်ကိုအောင်ပဝင်းချင်းကိုစင်ကုတ်စွာနဲ့အကဲခတ်လိုက်တယ်ဟောတွေ့ပါပြီဒီချိုးကန်ရှိရာနဲ့မလန်မကန်းမှာနှီးချိုးပြေရောက်နေတဲ့ဖတ်စိမ့်တစ်ခုကိုဟာရီနီယာကိုခြေလန်းကျဲကြီးနဲ့ရှောက်သွားပြီးဖတ်စိမ့်ရက်ကိုကောက်ယူလိုက်တယ်ဖတ်စိမ့်မှာငါးကြီးချင်းသားနှံကဆွဲနေရကြောင်းသူပြောက်သွားတဲ့ငါးကြီးချင်းတုံးမှာဖတ်စိမ့်မှန်းသိလိုက်တယ်ဒါဆိုရင်တကောကနီးတဝိုင်းမှာပဲရှိနေလိမ့်မယ်လို့တွေးလိုက်မိပါတယ်ကိုအောင်ရဲ့စိတ်ထဲမှာကကြောင်တကောင်ဟုသာတွေးမိခြင်းဖြစ်ပြီးအနီးနားကတွေးရတဲ့အလောတော်ရိုက်ကောင်းမဲ့တုတ်တချောင်းကိုကောက်ယူလိုက်တယ်ရေကန်ရဲ့အနောက်ဘက်ကနေရင်ရှောက်ရီစားတော့နေတဲ့အတန်ထွက်လာတယ်ကိုအောင်တုတ်ကိုကင်ပြီးရေကန်လေးကိုခြေတံမကြားရအောင်ကပ်ပေါက်ပါလေးနေပြီးတိုးကန်သွားလိုက်တယ်အတန်ကနီးကလေးကျဲလာလေးပဲဒါကြောင့်ကိုအောင်တုတ်ကိုမြောက်ကင်ပြီးရေကန်တော့ကိုလွှားကနေခုန်လိုက်တယ်ကျွန်တော်ကရေကန်တော့ကမျက်ဖုတ်ပေါ်ရောက်သွားတယ်ဆိုတာနဲ့ကိုအောင်တုတ်ကိုရိုက်ရန်အပေါ်ကိုမြောက်လိုက်တယ်သို့တော့တုတ်ကင်ထားတဲ့လက်ကလေထဲမှာရက်တန်းသွားတယ်ပါဇက်ကလည်းဟင်းကနေအာမီတိတ်တန်ထွက်သွားပြီးလူကမျက်လုံးပြူသွားတယ်သူထင်သားသည်ကကြောင်တကောင်အခုတွေ့နေရသည်ကကြောင်မဟုတ်ကိုအောင်မတ်တက်ရက်နေရကိုကြောပြီးရန်ရေကန်ရဲ့နောက်ဘက်မှာခန့်ငယ်ငယ်ကလေးတယောက်ကငုတ်တုတ်ထိုင်နေအားနဲ့6နှစ်ခန့်သာရှိမယ်လို့ခံမှန်းနိုင်တယ်အထအောက်တွင်လေးရဲ့ခေါင်းဝင်အင်ကြီးလေးကိုဝှက်ဆင်ထားတယ်ငကိုကအဖြူရောင်လို့ထင်ရတဲ့ခေါင်းဝင်အင်ကြီးလေးမှာအယောင်စင်းမပေါ်တော့ဖြူလျော်ညှဉ်းနှွမ်းနေပြီပလက်ဟူရဲ့စတားတောက်နေတဲ့တာမှာအဲ့ဒီမိန်းကလေးထံကထွက်ပေါ်လာခြင်းဖြစ်ပါတယ်ဟဲ့ကလေးမင်းမတူလေကိုအောင်ရဲ့တန်ကြောင်အဲ့ဒီကလေးငယ်ကသူ့ရဲ့ဦးခေါင်းကိုတဖြည်းဖြည်းလှည့်လာတယ်မဲပုတ်နေသောရုပ်ဆင်းအင်ကပြက်စီးနေတဲ့မျက်နှာတစ်ခုညီရဲနေတဲ့မျက်လုံးစုံငါးကြီးချင်းသားစားရီပလုတ်ပလောင်စားထားတဲ့အတွက်ပါဇက်မှာငါးသားစားရီကတိုးလို့တွင်းလောက်ခြုံရိပ်ဆူရတော့မကောင်းဆိုးဝါတရဲတကောင်ဒါအပြင်အဲ့ဒီမကောင်းဆိုးဝါတရဲမလေးရဲ့အနောက်မှာကိုအောင်လေးရဲ့မြောက်ကင်ထားတဲ့လက်ထဲကတုပ်ကိုလွှတ်ချလိုက်မိတယ်ခေါင်းမွေးပါဝင်တကိုယ်လုံးကရှိသမျှအမွေးမြင်နေကြောင်ရွံ့စိတ်တွေကြောင့်ထောင်ထားကုန်နေထိန်းတဲ့ကြောင်ရွံ့စိတ်ကတကိုယ်လုံးကိုလွှမ်းခြုံသွားပြီးစောက်တီရမယ်အော်ဟစ်လိုက်မိတယ်အမလေးတရဲအသိစိတ်ပြန်ကပ်လာတော့သူအိမ်ရာတွေရောက်နေပြီမျက်လုံးကိုတောင်ရွှေ့မြောက်ရွှေ့ကြည့်လိုက်တော့သူ့ဘေးနားမှာလူတချို့ထိုင်နေကြတာကိုတွေ့လိုက်မှဟင်းကနေတက်ပြင်းချလိုက်မိတယ်သူ့ဘေးနားထိုင်နေသူတွေကိုတေချာကြည့်တော့အင်းရှင်ကျော်မှာသူသမီးမြင်တို့ခေါင်းရဲ့အိမ်ကကျမ်းမာရေးမှုအငိမ့်စားဦးစိန်မောင်နောက်တစ်ယောက်ကသူတို့လမ်းတွေကစိန်ကောင်းကိုညွတ်ဦးလေးစိန်မောင်ကသူ့ရဲ့လက်ကောက်ဝေးကသွေးကြောကိုစမ်းကြည့်ပြီးတော့ဘယ်လိုနေသေးလဲငါတူတက်တာရှိပြီလားကွယ်အခုတော့ဖျားလည်းမရှိပါဘူးဦးလေးစိန်မောင်ကရခင်ကကျမ်းမာရေးမှုတရားဖြစ်တော့ကိုကမဖျားကြောင်းအတည်ပြုတယ်စိန်ကောင်းကိုညွတ်ကနေငါညီအိမ်နောက်ဘေးမှာလဲကြနေတယ်လို့ညတို့ကဖုန်းဆက်တာနဲ့ကိုလာကြည့်ကြတာလဲကြနေတဲ့ငါညီကိုအကိုနဲ့ဘာကြီးစိန်တို့ပဲတယောက်တစ်ဖက်တွဲပြီးအိမ်ထဲခေါ်လာကြတာဘယ်လိုဖြစ်တာလဲချော်လဲရလားခေါင်းကိုထိသွားသေးလားကိုညွန့်ပြောမှသူ့ခေါင်းကိုစမ်းကြည့်ပြီးတယ်ခေါင်းထိတ်တဲ့ကအနေငယ်သားလေးတယ်နောက်တော့သူတတိယသွားတယ်ကင်မြောက်ထားတဲ့တုပ်ကခေါင်းပေါ်တဲတဲ့လွတ်ကျသွားခဲ့သည်မဟုတ်လားအဲ့ဒီတုပ်ကြောင့်သူတတင်းလက်သွားသည်တော့မဟုတ်တရဲကိုမြင်တွေ့ပြီးကြောက်စိတ်ကြောင့်နောက်ပြန်ဆုံရင်းချော်လဲရမှခေါင်းကိုမြေပေါ်ကအမာခံတစ်ခုခုနဲ့ကြည့်ရသောတတိလက်သွားခြင်းဖြစ်ပါတယ်ကျွန်တော်အသေးချမြင်လိုက်တယ်ရေကန်တော့မှသူ့စကားကမဆုံးသေးအိမ်ရှင်ဖြစ်တဲ့ဒေါ်မာနဲ့မြန်တို့နှစ်ယောက်မျက်နှာပြတ်သွားကြတယ်ဒေါ်မာတို့သားမီးကခေါင်းရဲ့အိမ်ကဦးလေးစိန်မောင်ကိုအားကိုတကြီးနဲ့လှမ်းကြည့်လိုက်ကြတယ်စိန်ကကိုညွန့်ကတော့သူတို့အဲ့လိုဖြစ်သွားသည်ကိုတတိမထားမိလက်ရှိဖြစ်နေတဲ့ကိုအောင်ကိုမေးခွန်းထုတ်လိုက်တယ်ရေကန်တော့မှဘာဖြစ်တော့ငါကြီးဆက်ပြောလေစိန်ကောင်းကိုညွတ်မေးခွန်းကကိုအောင်ကိုနည်းနည်းတော့တွေးဝေးသွားစီတယ်သူဆက်ပြောမယ့်စကားကိုစိန်ကောင်းရောဒီမှာရှိနေသူတွေပါယုံမမလားလို့တွေးနေခြင်းဖြစ်ပါတယ်ယုံလင်ကောင်းမယ်မယုံလင်သူငပေါ်ကြီးဖြစ်နေလိမ့်မယ်အိန္ဒိယမှာမြန်လို့ကကိုအောင်ရဲ့အခက်အခဲကိုဝင်ဖြေရှင်းပေးသွားတယ်ဟုတ်တယ်အဲ့ဒီရေကန်တော့ကရေပိုက်ကအရင်အိမ်ငါးတွေလက်ထက်ကလေးကပေါက်နေတာကျမလည်းပြေးမယ်နဲ့တတိမိနေတာအဲ့ဒီပိုက်ကရေမလုံတော့
ရေကန်နဲ့ရေဖြစ်ရင်အတော်ကြတယ်လေရန်တို့ပြောသည့်သဘောကကိုအောင်ရေပိုက်ပြရဲ့အသွားချော်လဲတယ်လို့ဆိုလိုခြင်းပဲစိန်ကောင်းကိုညိုလည်းအဲ့လိုသဘောပေါက်သွားရှိတယ်ဟောဒါဆိုရင်အဲ့ဒီရေပိုက်ကိုအမြန်လဲပေးလိုက်ပေါ့အမြန်တို့မတော်တဆခေါင်းကိုထက်ကြည့်ရင်လူဒုက္ခရောက်နေပါဦးမယ်။ဒါနေရာလေနောက်ဆိုချော်လဲတက်တဲ့နေအောင်တတိနဲ့သွားအခုလိုဖြစ်တော့အားလုံးကစိုးရိမ်နေကြတယ်မလား။ကဲဒါဖြင့်ကျွန်တော်ပြန်ဦးမယ်တော်ပါကြီး။ဦးစိတ်မှာလည်းရှိနေရမယ်။မတက်တာရင်တော့ဖုန်းဆက်ပေါ့။ကျွန်တော်ဒုက္ခကာရီလူငွေကခေါ်ပေးပါမယ်။စိန်ကောင်းကိုညိုကာရီလိုပြောဆိုနှုတ်ဆက်ပြီးအိမ်ထဲကထွက်သွားတယ်။ကျန်တဲ့ဦးစိတ်မောင်လေးဒေါ်မာတို့သားပြီးမှတဦးကိုတဦးကြည့်ရင်တစုံတရာကိုချိန်ဝက်ချားဟန်နေမိတ်ဆက်ကောင်းကြီးပြကြတယ်။ဒါကိုကင်းပါးရိတ်ကိုအောင်ကမြင်တော့လဲလျောင်းနေရာမှာချက်ချင်းထားလိုက်ကကျွန်တော်ရေကန်တော့မှကောင်မလေးတယောက်ကိုတွေ့ခဲ့တယ်။ဒါပေမဲ့အဲ့ဒီကောင်မလေးကလူမဟုတ်ဘူး။ဦးလေးစိန်မောင်ကရေကန်နဲ့တန်ထွက်သွားတယ်။ဒေါ်မောင်နဲ့မြန်တို့သားမီးယောက်ကလည်းပြိုင်သူအတန်ထွက်ဖျားကြကြတယ်။ကိုအောင်ကဒေါ်မောင်တို့သားမီးကိုစိုက်ကြည့်လိုက်ပြီးတော့ဒါနဲ့ဆို3-4ကရှိပြီညာအရင်တစ်ခါကအိမ်ထဲကထိုင်ကုန်တစ်လုံးပေါ်မှာဟိုရင်တစ်ခါကအိမ်ဝင်ပေါက်ကလေကားချက်မှာတစ်ခါကတော့ကျွန်တော်အိပ်ရပြီးမှာဒီခါမြန်တို့သားမိချံကအံ့ဩဟန်မပြကြတော့ဦးစိန်မောင်ကကိုကြီးတောင်းခံတယ်လို့ကြည်နေကြတာကိုတွေ့ရတယ်မြန်တို့သားမိကိုကြည့်ပြီးကိုအောင်တင်ခါမကင်းဖြစ်သွားတယ်သူတို့သားမိကဘဲချဦးလေးစိန်ကိုအားကိုတကြီးကြည်နေကြပါသနည်းအခုတခါညတကောင်မဟုတ်ပင်နေဝင်ဖြိုးပြချိန်မှာ6လန့်တာဆိုတော့ကျွန်တော်မပြောဘဲမနေနိုင်တော့လို့ဖွင့်ပြောလိုက်တာပါကိုအောင်ကသူကြုံတွေ့ခဲ့ရတဲ့6ချားပွင့်ရာတွေကိုပြန်လဲစဉ်းစားရင်းကြောက်ရွံ့ထိန်နေစွာကိုနေကြုံသွားတယ်ပထမတစ်ခါသူဒီအိမ်လေးကိုစပြောင်းလာကစားကကိုအောင်အထူးကြည်နေနေမိတယ်လုံးကြီးအိမ်လေးဖြစ်ဒီကတကြောင်အိမ်နောက်ဘက်မှာမြေကွက်လဲကျယ်လေးပါဒီကတကြောင်ရက်ွက်ကလူနေတက်တာကလည်းကြောင်းအမျိုးမျိုးပုံပုံကြည်နေစရာဖြစ်တယ်။ဒီလိုအိမ်မျိုးကိုတလားမှငွေကျပ်သိန်းဆိုဒီကအလိုမဲအဖိုးချိုနေသည်မလား။အိမ်ရှင်က6လစာသာပေးပြီးစာချုပ်ပါလို့ဆိုပေမဲ့သူကတနည်းစာပေးပြီးစာချုပ်လိုက်တယ်။ပထမပြောင်းလာတဲ့ရက်တစ်ပတ်တွင်ဘာမှစိတ်နှောက်ယှက်ဖြစ်စရာမတွေ့ခဲ့။ရံပရံခါလာတတ်တဲ့စပီကာကျေကြီးဖွင့်ပြီးရောင်းတတ်တဲ့တီတွန်းလေးကလွယ်ပြီးကြံတဲ့အချိန်ဒီမှာစိတ်နေအေးချမ်းတယ်။အထူးသဖြင့်ည8နာရီနောက်ပိုင်းမှာသူနေထိုင်တဲ့အရေကလေးရှိကနေလူသူလေးပါဖြတ်သွားဖြတ်လာမရှိစိတ်ငြိမ်လွန်လာတယ်။အမှန်တော့နောက်မှသူတီးခဲ့ရတာကဒီအိမ်လေးကတရေ6တယ်လို့နာမည်ကြီးတာကြောင့်ညမဆိုရင်ရက်ွက်ထဲကခလေးတွေသာမကလူကြီးတွေကပါတခြားလမ်းကနေရှောင်ဝင်းသွားကြတာကြောင့်ဖြစ်တယ်။ဒီနေ့မှာတော့ကိုအောင်ကအလုပ်ကနေနောက်ကျစွာည9နာရီလောက်မှအိမ်ကိုပြန်ရောက်လာတယ်။ထိုးစားတိုင်းကိုအောင်ကဝက်လန်ကင်တုတ်တပွဲအရေတော့ပြည်လုံးချမ်းသာတပွဲပါဆယ်ဆွဲပြီးအိမ်ပေါ်တက်လာခဲ့။ညစာမစားမီမနေ့ကလက်ကျန်အရက်ပလင်းကိုထုတ်ပြီးဝက်နိုင်ကင်ပက်လေးတွေကိုစားလိုက်အင်းကျိုရည်လေးတောက်လိုက်နေမြည်ုံပဲ။နောက်ပြီးမိဘတွေကပကံပြားတို့ဖန်ခွက်တို့ကိုယူပြီးဟင်းများကိုထည့်တယ်။ဖန်ခွက်ထဲကိုအရက်နဲ့ရေရောဆက်ထားပြီး Bluetooth speaker နဲ့သချင်းအေးလေးတွေကြားယုံသာခတ်တိုးဖွင့်လိုက်တယ်။ speaker မှာသူသိကြိုက်တဲ့အာဇာနည်ရဲ့သချင်းတန်ချိုချိုလေးထွက်ပေါ်လာတယ်။တချင်းသားထောင်နေရင်အရက်ကိုတစိမ့်စိမ့်စိန်ခံတောက်နေတယ်။အရီလိုနဲ့တနာရီခန့်ကြာည10နာရီမှာပလင်းတွေကလက်ကျန်အရက်ကုန်သွားတယ်။အရက်တော့ပြီးတော့သမင်းစားတယ်။တချင်းတန်အေးလေးကထွက်ပေါ်နေစေ။ညနေဆောင်လှုပ်ထဲမှာအစာပြေမန်းမျိုးတော်ပေါက်စီစားတော့သမင်းကတိတ်မစားနိုင်။ဒီလိုနဲ့စားလက်စကိုလက်စားတန်းလိုက်တယ်။စပွဲပေါ်မှာနိုင်ငံတုပ်လက်ကျန်လေးပြည်လုံးချမ်းသာဟင်းလက်ကျန်လေးကိုဒီတိုင်းဖြစ်ထားလိုက်တယ်။မနေ့ကမှအလုံမသွားပြီးကျွတ်ကျွတ်အိတ်တစ်လုံးလေးကိုစုထည့်ပြီးအမိုက်ချင်းနဲ့လွှင့်ပစ်တော်မယ်။အိမ်နောက်ကရေကန်လေးအိမ်ကြားကမြေကွက်လက်ကိုဆင်းလာနေတယ်။သူ့လက်ထဲမှာ Bluetooth speaker လေးနဲ့ပါလာတယ်။မြေကွက်လက်မှာချထားတဲ့ချမ်းပလက်ကလထိုင်ပေါ်သူပြင်းစွာလဲလျောင်းလိုက်တယ်။ Bluetooth speaker ကိုမြေပေါ်ချထားလိုက်တယ်။ပလက်ကလထိုင်ပေါ်မျက်စိကိုစုံမေပြီးသချင်းကိုတစိမ့်စိမ့်နားဆင်နေလိုက်တယ်။9မိနစ်10မိနစ်လောက်ကြာမှသူပလက်ကလထိုင်ပေါ်မှာအိပ်ပျော်လူဖြစ်သွားတယ်။အဲ့ဒီချိန်မြေပေါ်ချထားတဲ့ Bluetooth speaker မှာသချင်းတန်လေးတူလေတိုးတန်လေးပါတရှဲရှဲနဲ့ရောရှက်ပါလာတော့သူနိုးလာခဲ့တယ်။အာဇာနည်ရဲ့သချင်းတန်ကပျောက်သွားပြီး
စပီကာတွေကလည်းကြည်ရှဲရှဲဟူသောလေတိုးတန်တွေသာစက်တိုက်ထွက်ပေါ်လာနေတယ်။သူစပီကာကိုယူပြီးပိတ်လိုက်ပြီးတော့အိယာဝင်ရန်ချလိုက်တယ်။စပီကာခလုတ်ကိုပိတ်လိုက်တာကြောင့်အတန်ကမထွက်တော့။အရိကိုင်နောက်ဘေးမိရိုက်ကမီးလုံးကမိတ်ချီလင်းကြီးဖြစ်သွားတယ်။သူနားရဲ့ခြေတံသေးသေးလေးတစ်ခုမြေပေါ်ရှက်တိုက်ရှောက်လာသလိုကြားလိုက်ရပြန်တယ်။အရိတန်ကတိုးဖြောင်းလို့နေမသေးကြ။ရေချိုးကန်ဘက်ကိုသူလှမ်းကြည့်လိုက်တယ်။ဘာကိုမှမတွေ့ရ။ခါတိုင်းလိုပင်ငြိမ်လေးအသား။ဒါပေမဲ့ခြေတံတူပေါက်ပါလေးတဲတဲများကြားရပြီးသူ့အနီးကတစုံတယောက်ဖျက်လျှောက်သွားသလိုခံစားရပြန်တယ်။အဲဒီနောက်တော့သူလမ်းပြန်ပြီးလက်ထဲက Bluetooth speaker ကိုလွှတ်ချလိုက်တယ်။အသေးချခလုတ်ကိုပိတ်ထားတဲ့ Bluetooth speaker ကအတန်ကျဲကြီးထွက်လာပြီးမဟုတ်လား။မြေပေါ်ကျသွားတဲ့ Bluetooth speaker ကတကြီးကြီးချင်းနဲ့အတန်ထွက်နေစဉ်သူချက်ချင်းမကောက်ရဲသေးအသာကြည့်နေသေးတယ်။တအားလောက်ကြာမှ speaker ကိုအမြန်ကောက်ယူပြီးခလုတ်ကိုပိတ်လိုက်တယ်။ခလုတ်ပိတ်လိုက်တာနဲ့အတန်ကရပ်သွားပြန်တယ်။သူခဏကခလုတ်ကိုအသေးချမပိတ်မိသည်များလား။အဲ့လိုနဲ့အိမ်ထဲကိုသူပြန်ဝင်လာပြီး speaker လေးကိုအရက်တောက်တဲ့စပွဲပေါ်တင်ထားလိုက်တယ်။အခန်းထဲကိုဝေဝဲချင်းပြီးတယ်။ဒီကနေ့ညဘာဖြစ်နေမှမသိထူးခြားနေတယ်။အိမ်ထဲမှာသူတယောက်တည်းရှိတယ်လို့ခံစားလို့မရ။တစုံတဦးကသူ့ကိုစောင့်ကြည့်နေရလို့ခံစားနေရပြန်တယ်။တိမ်လုံးနဲ့မျက်လုံးကကစားကြည့်ပေမဲ့ဘယ်သူမှမရှိ။အလုတ်ပင်မဲ့၍အားနေနေခြင်းများလား။ဒါမှမဟုတ်အရက်မူးနေခြင်းတော့အဲ့ဒါပဲကောင်းပါလေ။စိတ်ရှုပ်စရာတွေမတွေးတာပဲကောင်းတယ်။အဲ့လိုတွေးပြီးသူအိပ်ယာဝင်ခဲ့တယ်။အရက်တောက်ထားတာမို့ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားခဲ့တယ်။သို့တော်သူကြာကြာအိပ်မပျော်နိုင်ခဲ့။ည7 နာရီတသာခန့်မှာသူလန်နိုးလာခဲ့တယ်။အကြောင်းကတော့သူ့ရဲ့အိမ်ရှိမှာစူးစူးဝါးဝါထိုးအောင်နေတဲ့ခွေးများကြောင့်ပဲ။စူညံပန်လုံးရအောင်ဟောင်းနေကြသည်မှာအိမ်ကိုတခိုးကပ်သည်ပမာ။လမ်းအိတ်တမီကိုယူပြီးအိမ်ရှိထွက်ကြည့်ရန်အခန်းထဲကထွက်ခဲ့တယ်။အိမ်ရှိကမ်းမှာမီးပိတ်ထားတာကြောင့်မဲမောင်နေတယ်။လမ်းအိတ်တမီနဲ့အိမ်ရှိတကားစီကိုထွက်လာခဲ့တယ်။ညရက်တော့တဲ့စပွဲရှိကဖြတ်သွားပြီးမှမျက်လုံးတောက်မှာမတင်ကားပွေရအရေးတခုစပွဲအရှိတိတ်ကထိုင်ကုန်မှာထိုင်ကြီးတယောင်ယောင်မြင်လိုက်ရတယ်လို့ထင်မှတ်ပြီးလက်အိတ်တမီနဲ့နောက်ပြန်လဲထိုးကြည့်လိုက်တယ်။ထိုင်ကုန်မှာဘသူမှရှိမနေရိကိုင်ဟောင်းနေတဲ့ခွေးတွေအတန်တိကနေရက်သွားတယ်။သို့သောစက္ကန့်ပိုင်းများကြာမှအိမ်ရှိကပြင်းရည်လေးနဲ့စွာထွက်ပေါ်လာတဲ့ခွေးဟူတန်ကြီးကသူ့ကိုကြက်သိမ်းမွေးချင်းထသွားစေတယ်။သူအိမ်ရှိတကားကိုကလန့်ဖြုတ်ပြီးတွန်းဖွင့်လိုက်တယ်။အေးဆက်ဆက်လေးကသူ့ကိုထိတွေ့ပုတ်တိုက်သွားသည်မှာလူတစ်ယောက်ကဝင်တိုက်သွားသည်လား။လမ်းအိတ်တမီနဲ့ခြံတကားရှိကလမ်းပေါ်ရောက်ထိုးကြည့်တယ်။ခွေးလေးတစ်တိုင်းသူ့ခြံရှိမှာစူယုံနေကြသည်ကိုသာတွေ့ရတယ်။တခြားသောမတင်ကားစရာထူးခြားမှုတစုံတရာကိုမတွေ့ရပေ။တေချာအောင်အိမ်ရှိကမြေပြင်ပေါ်ထိသူဆင်းပြီးတော့ဟိုကြည့်ကြည့်လှုပ်တယ်။အမတ်တမဲ့မျက်လုံးတွေကညံနိုးတို့အိမ်ဘက်ကိုအကြည့်ရောက်သွားတယ်။ညံနိုးတို့အိမ်ကပတင်းမတစ်ခုမှခန်းစည်းစလိုက်ကာကလှုပ်ရမ်းသွားတယ်။လူတယောက်ကသူတို့အိမ်ဘက်ကိုခိုးကြောင်ခိုးဝက်ကြည်နေဟန်တူရင်းအဲဒီအိမ်မှာသားမိနှစ်ဦးသာနေရင်လို့တည်ထားရခန်းစည်းစနောက်ွယ်ကခိုးကြောင်ခိုးဝက်ကြည်နေတဲ့သူကဒေါ်မတော့မဟုတ်ညံနိုးတာဖြစ်လိမ့်မယ်။သူအိမ်မောကိုပြတ်တက်ခဲ့တယ်။တကားကိုပိတ်တယ်။ခုနကလိုပဲစပွဲရှိငါဖြက်ဒီခါတော့သူထိတ်ကနေဖြစ်သွားတယ်။စပွဲကုန်ထိတ်တဲ့ကထိုင်ကုန်ပေါ်မှာကလေးမလေးတယောက်ငုတ်တုတ်ထိုင်နေတယ်။ဖြူလျော်ဖွေးစွနေသောညနာဖွေးဆုပ်ဆုပ်လှုပ်ရှားမှုမရှိပကတိတည်ငြိမ်နေတဲ့မျက်တငယ်အိမ်ရည်သေးတဲ့အင်ကြီးနဲ့တစ်ဆက်သေးခေါင်းကိုပယိုပယက်စမိန်ကောက်ကလေးပဲရုတ်တရက်ကြည့်ရင်အလွန်ထိမ့်လက်ဖွယ်ရာကောင်းနေတယ်။သို့တော်ကိုအောင်ကရိုးသားသည်ဖြစ်ရောက်အရိကလေးမလေးကိုရက်ွက်ချင်းကကလေးလိုထင်မိပြီးတော့ကလေးဒီအချိန်ကြီးဘယ်ရလာတယ်မိကတွေစိတ်ပူနေမှာပေါ့လာဦးအိမ်ပြန်လိုက်ဖို့ပြီးမယ်နော်ကလေးမလေးကဘာမှပြန်မပြေသူ့ကိုစိမ့်စိမ့်ကြီးစိုက်ကြည့်နေတယ်ဒါကိုကိုအောင်ကဘလို့တွေးလဲဆိုတော့သူမိဘတွေကရိုက်လိုက်လို့စိတ်ကောက်ပြီးထွက်လာတာနဲ့တူတယ်အိမ်ကိုပြန်ချင်ဖို့မရဘူးအဲ့လိုတွေးမိပြီးတော့သူချော့မော့ပြီးလိုက်ဖို့ပြီးမှလို့တွေးလိုက်မိပြန်ရဒါပါကလေးရဲ့ဦးမင်းရဲ့မိဘတွေကိုမရိုက်အောင်ပြောပေးမယ်နော်စိတ်ချကလေးကိုမရိုက်စီရပါဘူးကွန်စပွဲနီကိုတိုးကန်သွားတယ်အဲ့ကကလေးမလေးကအတန်ဆူဆူနဲ့ဟေးအော်နေသို့တော့အတန်ကကလေးရဲ့ပါဇက်ကထွက်လာတယ်လို့မထင်သူ့အနီးကပ်ပြီးအော်လိုက်တယ်လို့ခံစားလိုက်ရတယ်ဘဲမှပို့စရာမလိုငါဒီမလေးရအတန်ကစူးချစ်တော့နေသူ့ရဲ့နားစီကိုပင်အချုံနဲ့ထိုးဆွလိုက်တယ်လို့ဖြစ်သွားရ
သူ့ရောင်ရမ်းပြီးနောက်တစ်ဖက်ကိုပိတ်လိုက်မိတယ်။အဲဒီကထိုင်ကုန်းကကလေးမလေးကချမ်းမြေပေါ်ကိုဆင်းပြီးနောက်ဖေးပေါက်ကိုပြေးသွားလေတယ်။ကိုအောင်တင်းလိုက်ဖမ်းတော့လည်းမမိပဲ။နောက်ကျောမှာဟင်းလင်းပွင့်နေတဲ့အိမ်တော်ဘေးတကားကိုကြည့်ပြီးသူ့အလွန်အံ့အားသင့်သွားတယ်။အိမ်ထဲကပြေးထွက်သွားတဲ့ကလေးမလေးကအပြင်ရောက်တာနဲ့ရုတ်တရက်ကြီးပြောက်ကွယ်သွားတယ်။ကိုအောင်တကားစီကိုရောက်တဲ့အခါခြံတော်ထဲမှာကလေးမလေးကိုလုံးဝရှာမတွေ့တော့ချင်။အဲဒီကမှသူ့ကိုတစီ၆ချင်းပါလားလို့သိရှိသွားပြီးနောက်ဘေးတကားကိုအလင်းမြဲဆွဲပိတ်လိုက်တယ်။ပြီးတော့ပေါ်အောက်တကားကလန့်ထိုးပြီးသူ့ရဲ့အိတ်ခမ်းရှိရာကိုပြေးနေတယ်။အိယာကိုရောက်တာနဲ့ဆောင်းကိုကောင်းပြီးချော်ပြီးမျက်စိကိုစုံမိတ်ကအိပ်ပြင်လိုက်တယ်။နောက်တစ်ခါတော့ကျွန်တော်လောက်ကပြန်မိုးချုပ်သွားခဲ့တယ်။တယောက်တည်းနေရတာကြောင့်လို့ကျွန်တော်ညဘက်ဆိုမိုးအောင်တောက်ပြီးမှအိတ်တယ်လေ။မိုးမီအိပ်ပြော်သွားရင်ဘာမှမသိတော့ဘူး။ဒါပေမဲ့အင်းကြီးကညဘက်ကြီးငိုတန်းလို့ကြားလို့တရေနိုးလာတဲ့ချိန်ကျွန်တော်အိပ်ရနေပြီးမှအဲ့ဒီကလေးမလေးကငိုရှိုက်နေအောင်မြင်လိုက်ရမယ်။တကယ်ကိုရှာကြီးတကယ်ငိုနေတာဗျာ။ကျွန်တော်ကြောက်ရမလားတနာရမလားမဝေခွဲတတ်တော့ကြောက်ကလေးကြောက်တနာကလည်းတနာနောက်ဆုံးအရေးဆုံးမိလိုက်တယ်။သမီးလေးဘာလို့ငိုနေရတော့လို့အဲ့ဒီကလေးမလေးကကျွန်တော်မောကြည့်ပြီးငါ့ကိုဘသူကမှမချစ်ကြလို့ပါတဲ့။ကျွန်တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်ဗျာ။သူလူဘဝတော့ကဘာဖြစ်ခဲ့မှန်းလဲကျွန်တော်ကမသိဘူးလေ။သူမိဘတွေကသူ့ကိုဂရုမစိုက်ကြဘူးနဲ့တူပါတယ်။ဒါကြောင့်သာသူ့ကိုဘသူကမှမချစ်ဘူးလို့စိတ်ဆွဲနေပုံရတယ်။ဒါနဲ့ကျွန်တော်ကသူ့ကိုအားပေးရဲ့အနေနဲ့ဘယ်မိဘမဆိုသားသမီးကိုချစ်ကြမှာပါ။သမီးရဲ့မိဘတွေလည်းသမီးကိုချစ်မှာပါလို့ပြရပေးကြောင်းပြောလိုက်တော့ကလေးမလေးကကျွန်တော်ဒေါသတကြီးနဲ့ကြည်ပြီးတော့မချစ်ဘူးသူတို့မချစ်လို့ငါ့ကိုစွန့်ပစ်လိုက်တာပေါ့လို့အတကုံအော်ပြီးပြောပြီးတော့အရင်တစ်ခါလို့အိမ်တော်ဖေးတစ်ခါစီပြေးထွက်ပြီးတော့ပျောက်သွားပြန်တယ်။နောက်တစ်ခါကျအိမ်ရှိကလေကားတက်မှာတွေ့ရဗျာ။သူတခုခုကိုမျောနေသူပဲ။လမ်းမဘက်ကိုခိုင်ခိုင်လေးငေးကြည့်နေကျွန်တော်မြင်လိုက်တယ်။ည7 နာရီခွဲလောက်ရှိပြီတင်တယ်။ခဏနေတော့သူ့မျက်လုံးလေးတွေကဒေါသကြောင့်အယောင်တောက်လာတယ်။လမ်းမဘက်စီကိုအသေးချကြည့်ပြီးသူတောက်ခေါလိုက်တယ်။ကျွန်တော်လည်းအံ့ဩတာနဲ့သူကြည့်တဲ့ဘက်စီကိုလှမ်းကြည့်လိုက်တယ်ဗျာ။အဲတော့ငါဟော်ရီကဦးလေးစိန်နဲ့မြန်တို့ကျွန်တော်အိမ်ရှိကဖြတ်သွားတိုင်းမြင်လိုက်ရတယ်။ဦးလေးစိန်ကမြန်တို့ကိုအိမ်ပြန်လိုက်ဖို့နဲ့တူပါတယ်။ကျွန်တော်တတိထားမိရကအဲဒီကောင်မလေးတောက်ခေါက်တန်ကိုဦးလေးစိန်ရောမြန်တို့ပါကြားလိုက်ကြတယ်တင်တယ်။ဘာလို့လဲဆိုတော့တောက်ခေါက်တန်ဆိုမှာဦးလေးတို့နှစ်ယောက်ကျွန်တော်အိမ်လေးကိုအထိတ်တလဲနဲ့ရက်ကြည့်လိုက်တာကျွန်တော်မြင်လိုက်ရတယ်။တစီမလေးကဘသူ့ကိုမကြည်နဲ့တာလေဦးလေးစိန်ကိုလားမြန်တို့ကိုလားဒါမှမဟုတ်နှစ်ယောက်စလုံးကိုလားပေါ့ဒါပေမဲ့ကျွန်တော်ပြန်ဆင်ခြင်ကြည့်တော့ကောင်မလေးဟာငါမြင်နိုင်တဲ့ပရလောကသားတယောက်ကိုမြင်ပြီးတောက်ခေါက်တာလေဖြစ်နိုင်ပါရဲ့ပေါ့ထုံးစံတိုင်းသူကတော့မကြည်နဲ့တာတခုခုဆိုဒေါသထွက်ပြီးအိမ်နောက်ထဲပြေးပြီးပျောက်ွယ်သွားတာပါပဲကွန်ကရီလိုပြောပြီးသူရှိကလူ3ယောက်ကိုအသေးချခဲခံနေလိုက်တယ်3ယောက်နဲ့မြန်တို့ကတဲနူဟန်တူရင်အဲ့ဒီများပါးပြီးဘောကိုစီးကြနေဒေါ်မာကသူ့သမီးကိုအသာလက်ကုပ်မှမြန်တို့ကဘာမှမဖြစ်ဟန်မျက်တောင်ကိုပုတ်ကပ်ပြီးလက်ကင်ပေါ်ကနေမျက်ရည်တွေကိုတုပ်ပြစ်လိုက်တယ်အတင်းငိမ်ဆုံးကတော့ဦးလေးစိန်ပါမင်းဖြစ်သွားတယ်တခုခုကိုစဉ်းစားနေရတဲ့ဘာတစ်ခုမှမှတ်ချက်မပေးချေစကားပိုင်းကတော်လေးငြိမ်သက်သွားပြီးမှဦးစိန်မောင်ကမောင်အောင်ပြောတာကိုဦးလေးလက်သိခံပါတယ်ပရလောကဆိုတာရှိပါတယ်ဦးလေးချမ်းမရင်မှုဘဝနဲ့ဒေတာတီတီမှာနေညတာဝန်တွေထမ်းဆောင်မှုတော့နာနာဘဝဆိုတာကိုကြုံမှုမြင်မှုပါတယ်မောင်အောင်ပြောသလိုဒီအိမ်မှာတရေ6တွေဆိုရင်လေဒီညဦးလေးတွေမှာလာပြီပါလားလည်းပြန်ကြရင်ဒီအိမ်မှာတရေထက်မချအောင်ဦးလေးလောကီဆရာတစ်ပါးကိုပင့်ဖေပြီးအပနေပေးပါမယ်ဒါမှမကြည်နေသေးလေမောင်အောင်ပေးထားတဲ့အိမ်သားကိုပြန်ယူပြီးဒီအိမ်ကနေထွက်သွားနိုင်ပါတယ်ကိုအောင်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်အင်းရှင်မြန်တို့သားမီးကဘာမှမပြောဘဲသစိမ်းဖြစ်သူဦးစိန်မာကဝင်ရောက်စီမံခံခွဲပေးနေတာကြောင့်ဖြစ်တယ်ပြီးတော့ဦးစိန်မာစီမံပေးတာကိုမြန်တို့ရောတော်မှာပါငင်းဆန်ခြင်းမရှိချင်းဒါထူးခြားသည်ပဲမလားရပါတယ်ကျွန်တော်မလိုက်တော့ပါဘူးလေဒီမှာပဲအိပ်ပါမယ်ခုနကရုတ်တရက်ဒီမို့ကျွန်တော်ထိတ်လန့်သွားတာပါအိမ်သားကပြန်ပေးမယ်ဆိုလို့ကျွန်တော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့ဒါလေကျွန်တော်စဉ်းစားပါအောင်စက်နေတယ်မနေတယ်မောဟောတာနဲ့အိမ်သားကဦးလေးစိန်မောင်နဲ့မြန်တို့ညဘက်အချိန်မတော်ဘယ်ကပြန်လာလဲဒီလိုမေးလို့စိတ်မရှိပါနဲ့နော်
မျက်နှာကိုညဘက်အပြင်ထွက်တာတခါမှမမြင်ဘူးတော့ပါအလုံးတည်ငြိမ်တဲ့ဦးစိန်မောင်ဒီတစ်ခါတော့မျက်နှာကပြန်ရင်းသွားတယ်ပြီးလေမှအိမ်တွေဆယ်ပြီးတော့ဟောအိမ်ညာဦးလေးအိမ်မှာမျက်နှာကကိုရီးယားဒရမာဇာတ်လမ်းတွေလာကြည့်တာကွယ်စကားအကောင်းတွေတော့အချိန်ကိုမကြည့်မိဘူးနောက်ကျသွားတယ်ဆိုတော့ကွယ်ဒါကြောင့်ဦးလေးကအိမ်ပြန်လိုက်ပို့ပေးတာပါအဲ့လိုဦးစိန်မောင်ကပြောပြီးမျက်နှာဘက်ကိုလှည့်ကဟုတ်တယ်တော့မျက်နှာလို့သူ့စကားကိုထောက်ခံမှုရယူတယ်မျက်နှာကစကားနဲ့မပြေခေါင်းသာညှိပြတယ်အဲ့နောက်ဦးစိန်မောင်ကပြီးနှုတ်ဆက်စကားအရင်ဆိုပြီးမနှက်ပြန်ကိုနာမည်ကြီးလော်ဂီဆရာတယောက်ကိုသူခေါ်ပေးမယ်လို့ဆိုတာထပြန်သွားတယ်အိမ်ရှိပေါက်လေးကရအောင်မှကိုအောင်နေရဲ့အနီးထိုင်နေကြတဲ့ဒေါ်မာနဲ့မျက်နှာတို့ကရောမပြန်သေးဘူးလားပြန်တော့လေမိုးချုပ်နေပြီပဲအမိတ်တန်ဆန်နဲ့ဦးစိန်မောင်စကားကြောင့်ဒေါ်မာကအရင်ထားပြီးမျက်နှာလက်ကိုဆွဲကကဲမောင်ဒေါ်လေးတို့လည်းပြန်လာအောင်မယ်ကွယ်တခုခုလိုအပ်ရင်အိမ်ဘက်ကိုလှမ်းအတန်ပြုတ်လိုက်ပေါ့ကိုအောင်လည်းဧည့်သည်တွေကိုခြံရှိတကားဝရောက်တဲ့အထိလိုက်ပို့ပြီးတယ်ဒေါ်မာနဲ့မျက်နှာတို့ခြံပြီးရောက်သွားမှခြံတကားကိုပိတ်ပြီးအိမ်စီကိုကျင်လန်းလိုက်တယ်အဲဒီကနေရဲနေတဲ့မျက်လုံးစုံနဲ့ခြံထဲကထွက်သွားသူတွေကိုဒေါသတကြီးကြည့်နေတဲ့တစီမာလေးကိုအိမ်ရှိကလေကားချက်မှရက်နေတာကိုမြင်တွေ့လိုက်ရတယ်တခုခုနဲ့တိုက်ခတ်နေတဲ့လေပြင်းနဲ့တူမိုးသီးမိုးပေါက်တွေကတပြောင်းပြောင်းနဲ့သူ့အမိုးပြားပေါ်ကိုခုံပေါက်ကျဆင်းနေတယ်ဒီကမိုးကအညိုတကြီးနဲ့ရွာနေလာအောင်မြင်ရတယ်လမ်းပေါ်မှာဒူးစင်လောက်ထိရေမြုပ်နေလေရဲ့ကိုအောင်အိမ်ရပေါ်ကနေငုတ်တို့ထထိုင်နိုင်ပြီးနောက်ပြီးရေကန်ဒီပတောက်ပင်ရိုကြီးလဲကြတဲ့ကြောင်ဖြစ်တယ်ရေကန်ဒီအိမ်သားပေါ်ကိုအရိပတောက်ပင်ရိုကြီးကခက်ကိုင်းကိုင်းအုပ်ဆိုင်နေဒီမှာနေ့အတော်ကြာမြင့်ပြီဖြစ်တယ်မိုးသားလေပြင်းကြောင့်သူကမြောင်မြေပေါ်မှာမရက်နိုင်တော့တဲ့အတူတယ်ရေကန်ပေါ်ကိုပုံကနေပြိုလဲသွားရှာပြီးဖြစ်တယ်ကိုအောင်နောက်ပေးတကားကိုပင်ပြီးရေကန်ရှိရာကိုလက်နှိပ်တံမီနဲ့ထိုးကြည့်လိုက်တယ်သူထင်တဲ့အတိုင်းပင်ပတောက်အိုကြီးကရေကန်ပေါင်ကိုရိုက်ခွဲပစ်လိုက်နေပြီအုပ်စီရေကန်ငယ်မှာတစားစီကျိုးပဲလျက်ရှိနေတယ်အဲ့ဒီချိန်မှာရေကန်ခြေကောက်နေခလေးတယောက်ရဲ့ငိုတန်တဲ့တဲ့ရှိုက်တန်တဲ့တဲ့ထွက်လာတယ်အနောက်ဘက်မြန်နိုးရိန်ကလက်နှိပ်ဓမီရောင်ကလဲပြိုနေရဲ့ပတောက်ပင်ကိုပေါ်ကြားရလာတာကြောင့်ကိုအောင်လှမ်းကြည့်လိုက်တော့မြန်နိုးပါလားမှန်ပြီတယ်မြန်နိုးကတီတီချောင်းကိုစောင်းပြီးပြိုလဲသွားတဲ့ပတောက်ပင်ကိုလက်နှိပ်ဓမီနဲ့ထိုးကြည့်နေခြင်းဖြစ်ပါတယ်အဲ့လိုနဲ့ကိုအောင်လည်းအတန်ပြုတ်လိုက်တယ်ပျက်စီးသွားတဲ့အိမ်သာမိုးနဲ့ကွဲသွားတဲ့ရေကန်ကိုလက်နှိပ်ဓမီနဲ့ထိုးပြပြီးတော့အပင်ကအိုနေပြီဆိုတော့လေပြင်းတက်ကိုမခံနိုင်တော့ဘူးနေမှာအမေကနေလဲတာဗျရေကန်ကတော့ကွဲသွားပြီအိမ်သာသွမိုးတွေလည်းပတောက်ကိုင်းကြောင့်ပေါက်ရဲကုန်ပြီနေမှာညနိုးကတစ်ဖက်ခြံတွေကလှမ်းအောင်တတိပေးတယ်ကိုအောင်အဲ့ဒီရေကန်ဘက်ထက်မသွားနိုင်ဘူးမနေ့ကမှကျမအလုပ်သမားခေါ်ပြီးရှင်းပေးမယ်ရှင်အဲ့ဒီဘက်ကိုလုံးဝမသွားနိုင်တော့အန်တရေများလို့တတိပေးတာပါအေးကိုအောင်ပြိုက်ကျမလည်းအတန်ကြီးကြားလို့ထွက်ကြည့်တာအပင်လိုက်ပြိုတယ်ထင်မထားဘူးခိုင်းမဲကျိုးကြတယ်မှတ်တာညနိုးလီတန်ကတစုံတရာကိုအလုံးအမင်းစိုးရင်မကင်ဖြစ်နေရန်တူတယ်ဟုတ်ကဲ့ညနိုးကျွန်တော်လည်းအိမ်ထဲဝင်တော့မှာပါအိတ်တာတော့အိပ်ပြောမယ်မထင်တော့ဘူးခဏနေပဲမိုးလင်းတော့မှာမလားအော်ဒါနဲ့ခုနကရေကန်ကကလေးငိုတန်တယ်လို့ကြားလိုက်ရလို့ပဲညနိုးရောကြားမိလိုက်သေးလားညနိုးကဘာမှပြန်မပြောတော့တွေ့ငင်းငင်းနဲ့သူတို့အိမ်ထဲကိုဖြည်းဖြည်းစွာဝင်သွားတယ်သူပြောတာကိုမကြားတဲ့အောင်ပြေးသွားတယ်လေပင်ကြောင့်မြို့နယ်လျက်စစ်ဌာနကမီးဖြတ်ထားပုံရတယ်တလန်းလုံးမီးပြန်နေတယ်အချိန်ကမနက်4 နာရီသာခန့်ရှိပြီဖြစ်တယ်မိုးကမတိတ်သေးရွာနေစေပဲကိုအောင်လည်းအိမ်ထဲကိုပြန်ဝင်ခဲ့ပြီးအိမ်မပြောတော့တာကြောင့်ဖျောင်းတဲ့တိုင်းကိုမီးချိုးကြီးကစပွဲပေါ်ထွန်းထားလိုက်တယ်ကိုအောင်တမင်သက်နောက်ပေးတကားကိုအပိတ်မဲထားရတယ်မတောင်ရင်ချမ်းကဲတဲ့သားပေါ်ကိုကလေးချီရာကြီးစုကလေးတွေတကွက်ချင်းနင်းလျှောက်လာတာမြင်ကွင်းကိုမြင်လိုက်ရတယ်ချီရာကြီးစုကလေးကထုံးစံတိုင်းစပွဲကုံထိတ်ကထိုင်ကုန်အနီးမှာရက်သွားတယ်စပွဲကုံပေါ်ထုံးထားတဲ့ဖျောင်းတံမီးမှာလေးနဲ့မှုတ်လိုက်တဲ့ကဲ့သို့ဟုတ်ကနေငိမ့်သွားတယ်တခန်းလုံးမှောင်တီးကြသွားတယ်ကိုအောင်ကအိတ်ထဲကမီးစိတ်ကိုထုတ်ပြီး၆ကနေချင်းလိုက်တယ်မီးတောက်တာနဲ့ကိုအောင်ရဲ့မျက်နှာလေးကိုဝေးစွနေသောကလေးမျက်နှာတစ်ခုတိုးကပ်လာပြီးတော့မီးမထုံးနဲ့ရောင်မမနဲ့ကိုအောင်ခမမီးစိတ်ကိုပိတ်လိုက်ရတယ်သူ့ရဲ့နှာဝါမှာအပုံနဲ့တစ်ခုဟောင်းကနေတိုးဝင်လာတယ်လက်နဲ့နှာခေါင်းကိုအမြန်ပိတ်လိုက်တယ်
အဲ့ဒါပဲလေလူရီယာငါ့ကိုဘယ်တော့မှမချစ်ခဲ့ပါဘူးဆိုတစီမောင်လေးချန်ကနာကျင်အကွဲနေတဲ့လှိုင်တန်တဲ့များထွက်လာတယ်ဒီကကိုကမိမိရဲ့မေးရမေလို့စုံမြတ်ကကြောက်စိတ်ကိုအတက်နိုင်ဆုံးထိန်းချုပ်ပြီးတော့ငါထင်တာပြောရရင်မင်းတို့လူတွေကမချစ်တာမဟုတ်တော့ဘူးကလေးမင်းကလူတွေကိုမုန်းတီးနေတာမလားဟုတ်တယ်ငါလူတွေကိုမုန်းနေလူတွေကဘလောက်တော့အကျဉ်းသားမဲ့တယ်လဲဆိုနေမှမခံစားဘူးငါတော့ငါမိဘအရင်နေရတော့ငါ့ကိုမလိုချင်လို့စွပြစ်ချင်းခံခဲ့ရတယ်ငါရမ်းမုန်းနေအထူးသဖြင့်ငါ့ကိုရရဆက်ဆက်စွန့်ပစ်တော်တယ်ငါအမေကိုငါမုန်းနေသူတို့တခဏတာခန္ဓာကိုတာယာဖို့အတွက်နဲ့ဘာတာဝန်ယူမှုမှမရှိဘဲငါ့ကိုစွန့်ပစ်ခဲ့ငါသိမ့်မုန်းနေကိုအောင်တစင်မာလေးရဲ့ခံစားချက်ကိုရိပ်ပန်းတံပန်းလောက်သာနားလည်ပေမဲ့တီတီပါပါမသိနိုင်ဘူးဒါကြောင့်မိကုန်းထုတ်နိုင်ပြီငါ့ကိုမင်းရဲ့လူဘဝတော်ကအကြောင်းပြောပြပါလားကလေးငါကူညီနိုင်တာဆိုကူညီခြင်းလို့ပါသူ့ရဲ့မိကုန်းမှာရည်စရာမပါပေမဲ့တစင်မာလေးကနာနာကျင်ကျင်ရီမောလိုက်တယ်ငါရဲ့လူဘဝဟာငါမှလူဘဝကိုတနာရီတမိနစ်တောင်နေခွင့်မရခဲ့ငါ့ကိုသူတို့လူလောကရောက်လာမှမလိုလားကြဘူးလေအဲ့တော့ငါရဲ့လူဘဝစကားကပြောပြစရာမရှိဘူးမင်းသိချင်ရင်တော့ငါ့ကိုမလိုလားကြတဲ့ငါမိဘအကြောင်းပြောပြပါမယ်တစီမာလေးကတိတ်ကသူမရဲ့မိဘနှစ်ပါးဖြစ်သူတို့ရဲ့ရက်ဆက်ရုံမှမှုကိုတလုံးတပါးမကျန်ရှင်းလင်းစွာပြောဆိုတော့တယ်ကိုအောင်ကတစီမာလေးပြောတဲ့စကားကိုနားထောင်ပြီးရင်ထုမနာဖြစ်ရလေတယ်ဇလန်းကအလွန်ကြေခွဲပွေရာကောင်းသည်မဟုတ်တော့နောက်တနေ့မနေ့စောစောမှမြန်နိုးကိုယ်တိုင်ကိုအောင်ကိုသူမတို့အိမ်ဘက်ကိုမျက်နှာတည်ရေချိုးကိုလှခေါ်ရင်ကိုအောင်နေချိုက်စွာပြုံးလိုက်ပြီးမမြန်နိုးတို့အိမ်ဘက်ကိုသွားပြီးမနက်ခင်းပြုဝဲကိစ္စတွေကိုအပြီးဆောင်ရလိုက်တယ်မြန်နိုးကကိုအောင်အလုတ်ပြီးသွားတဲ့အထိကိုအောင်တို့အိမ်ဘက်မှာမပြန်မရှိနေတယ်ကိုအောင်လှုပ်သွားမယ်ပြုတော့စိတ်ချတော့ကိုအောင်နောက်ဖေးကတစ်ပင်နေတာကိုဒီကနေ့ကုန်ရှင်းထားပြီးမယ်ကလပ်စားတဲ့ကွဲသွားတဲ့ရေကန်မှာအစ်စ်ပြန်လို့ပေးထားလိုက်မယ်စိတ်ချပြီးသားတော့ခါတိုင်းလိုညနေ9နာရီလောက်မှပြန်လာပါမလားကိုကပြန်ရောက်ချိန်ဆိုအားလုံးပြင်ပြီးလောက်ပါပြီအဲ့တော့အဟောစရာညနေကခါတိုင်းနဲ့မတူကိုကကိုရှွန်းရှွန်းဝင်နေအောင်စကားတွေလာပြောနေသူကအင်းရှင်ဆိုတော့လှုပ်ပေးရမယ်ဝတ္တရားရှိလို့နေပါပါလို့တွေးစရာရှိတယ်ဒါပေမဲ့ကိုအောင်ကမြန်တော့ကိုခနိုးခနဲ့ပြုံးပြလိုက်ပြီးရပါတယ်ဗျာဖြည်းဖြည်းလာလို့ပါကျွန်တော်လှုပ်စောပြီးအောင်နောက်ကျမှပြန်လာခဲ့ပါမယ်မမြန်လို့လှုပ်ဆရာရှိတော့တာပြီးပြအောင်လုပ်ပေါ့ရှင်ကိုအောင်စကားတမျိုးကြီးပါလားကျမကဘာလုပ်ဆရာရှိပါလဲရေကန်ပြေုံနဲ့တစ်ပင်ရှင်းအောင်ပါပဲရှင်ငင်းလေဗျာကျွန်တော်ကလည်းအဲ့ဒါကိုပဲပြောတာပါကဲပါဗျာကျွန်တော်ချိန်ထားလေးတခုရှိလို့သွားတော့မယ်ပြုကိုအောင်ကအဲ့လိုပြောပြီးအိတ်ကိုဆွဲပြီးအိမ်ထဲကနေထွက်လာခဲ့တယ်။အမြတ်တို့ကတော့ကိုအောင်ရဲ့နောက်ကျောကိုကြည့်ပြီးစဝေးစဝါဖြစ်ကြံရိတ်ခဲ့နေတယ်။ကိုအောင်ထသွားပြီးမိနစ်ပိုင်းများကြာမှဦးစိန်မောင်နဲ့တူတစ်ပင်ခုတ်တွင်ရှင်းလင်းမဲ့လူတို့ချို့ရောက်လာတယ်။မြတ်တို့ကသူတို့ကိုနောက်ဖေးကိုခေါ်ဆောင်သွားတယ်။လဲကြနေတဲ့တစ်ပင်ကိုကြည့်ပြီးဦးစိန်မောင်ကအလို့သမားကောင်းကိုဒါဆောင်ရင်အရင်ဆုံးတစ်ပင်ကအကိုင်းလက်တွေကိုခုတ်သွားပြီးတော့ဦးလေးပြောတဲ့ဟာကိုရှာကြည့်ပေါ့။ကျွင်းရင်ဘာမှမလုပ်နဲ့ငါ့သာလာပြောသို့ပေမဲ့ဦးစိန်မောင်ရှာခိုင်းတဲ့ပစ္စည်းမှာတိပင်ကြီးခုတ်တင်ရှင်းလင်းပြီးတဲ့ညနေဆောင်တီရှာလို့မတွေ့ကြဦးစိန်မောင်ကရေကန်နောက်ကမြေချင်းတွေကိုကြည့်ပြီးစဉ်းစားမိအောင်ဖြစ်နေတယ်ညတော့ကဦးစိန်မောင်ကြီးကိုတိုးကပ်လာပြီးတော့ဦးလေးဒီနေရာမှာမြုပ်ခဲ့တာတေးကြတယ်နော်နေရာများမှားသလားဟိုးမမားပါဘူးမြန်တော့ရဲ့ဦးလေးရေကန်နောက်မှာအသေးချာမြုပ်ခဲ့တာတရိษံတကောင်ကောင်များခြီသွားလားကွယ်ညနိုးကစိတ်ရှုပ်သွားရင်တူရင်သူမကိုယ်တိုင်အဲ့ဒီမြေချင်းကြီးကိုတိုးကပ်သွားကြည့်တယ်ဦးလေးဒီမြေချင်းကဦးလေးလူတွေတူးထားတာဟုတ်ရဲ့လားအလုပ်သမားတွေကအိမ်ပြန်သွားကြပြီဖြစ်တယ်အိမ်တော်ဘေးမှာဦးစိန်မောင်နဲ့ညနိုးတို့နှစ်ယောက်သာကြံနေရိတ်ခဲ့ခြင်းဖြစ်နေတယ်ဟဲ့အဲ့တော့ဦးလေးလည်းမမေးရဘူးဘာလို့လဲသူတို့ရဲ့တူးတာနေမှာပါမြန်တို့ရဲ့ဒီမှာဘာသူရှိတာမှလို့ညနိုးပြန်စဉ်းစားပြီးမနက်ကညနိုးကကိုအောင်ကိုသူတို့အိမ်လာပြီးရေချိုးအိမ်သာတက်ဖို့လာခေါ်တော့တတိထားမိတာတခုရှိတယ်ကိုအောင်ရဲ့လက်နေခြေတို့မှာ
မြေပုံတွေရွှွနေပေးချမ်းနေတယ်ဒါဆိုရင်ကိုအောင်များဒီမြေချင်းကိုတူးခဲ့သလားအဲဒီကကျွန်းဝါကနေမြန်တို့ကိုတစုံတယောက်ကနောက်ကနေတွန်းချလိုက်တဲ့ကဲ့သို့အရှိန်နဲ့မြေကျွင်းတွေကိုပြုတ်ချသွားတယ်မြေကျွင်းမှာလူကြီးလက်ထောင်6တောင်ခန့်အနက်ရှိရာကြောင့်မြန်တို့တလိမ့်ကဝေးပြုတ်ချသွားတယ်ဦးစိန်မောင်ကစိုးရင်တကြီးနဲ့ကျွင်းဝါကိုပြေးလာတယ်တိုင်ဆန်မှုဟူ၍ဆိုရမလားလူဒီကန်စားတာနေချိန်မှာအာကုသူကအလုံးရင်းလိုက်အကျိုးပေးတတ်နေတယ်လမ်းမီတိုင်ကတကြိုးကြိုးနဲ့အတန်းမီကဝုန်းကနေကျိုးကျသွားတယ်လမ်းမီတိုင်ကျိုးကျသွားတဲ့ဘက်ကဦးစိန်မောင်ရဲ့ခေါင်းတဲတဲ့ပင်ဖြစ်ပေတယ်တကြိုးတွေကပြတ်ထားကုန်တယ်လျှက်စမီပြန်လာခြင်းဖြစ်တာကြောင့်တကြိုးကမိဝရီခတ်ပြီးဟွာထွက်ကုန်နေတယ်ဦးစိန်မောင်ကလွတ်မြောက်ရန်လွတ်မြောက်ညာဆိုပြီးမြေကျွင်းထဲကိုခုန်ချလိုက်တယ်ကတိစွာတက်တိုင်ထိမဲ့ဘေးကနေလွတ်သွားတယ်မြေဝါချနေတဲ့လျှက်စစ်တကြိုးကမွေးတကားပေါ်မှာတွန့်နေခုံပေါင်းလျက်ရှိနေတယ်တစုံတယောက်ကကင်ဆွဲတွန်းပုတ်နေတဲ့ကဲ့သို့ပြက်တောက်နေတဲ့တကြိုးကမြေကျွင်းရှိရာကိုဦးတည်သွားနေတယ်မြေကျွင်းမှာရေဆိုတဲ့ကြောင့်လျှက်စစ်တကြိုးသာအထဲကျပါကဦးစိန်မောင်ရောမြတ်တို့ပါအသက်ရှင်နိုင်ပြန်မမြင်အဲဒီကအိမ်တော်ဘေးတကားကနေဘယ်အချိန်ကပြန်ရောက်နေသည်မသိတဲ့ကိုအောင်ကလှမ်းအောင်ပြောလိုက်ခြင်းအလုံးနဲ့သမီးလေးမလှုပ်ပါနဲ့မင်းဒီလိုဘဝမှာဆက်ပြီးမနေကျင်တော့ရင်တက်ကြိုးကိုလွှတ်လိုက်ပါတော့ကွယ်ကိုအောင်မြင်နေရသည်ကလျှက်စစ်စီးနေတဲ့တက်ကြိုးကိုတစီမောင်လေးကကင်ပြီးနေကျွင်းရှိရာကိုသွားနေခြင်းဖြစ်တယ်တစီမောင်လေးကသူမကိုသမီးလေးလိုခေါ်လိုက်တဲ့ကြောင့်တုံကနေရက်သွားပြီးကိုအောင်ကိုလှည့်ကြည့်ရှာတယ်တစီမောင်လေးရဲ့မျက်လုံးတွေကဒေါသကြောင့်နေရဲနေရကတပြေးပြေးအယောင်ဖြုံးလာတယ်ပြီးတော့သူမကဒေါသစိတ်ကိုရှော့ချလိုက်ရန်တူပါတယ်ကင်ထားတဲ့တကြိုးကိုလှုပ်ချပစ်လိုက်တယ်မြေကျွင်းတွေကဦးစိန်မောင်နဲ့မြန်တို့တို့မှာအရိခါမှာတပ်ပြင်းကိုချပြီးအသက်ကိုဝအောင်ရှူနိုင်ကြတယ်ကိုအောင်ကအိမ်ထဲကမိန်းကလေးကိုပြေးချလိုက်တယ်မိန်းချလိုက်တာကြောင့်လျှက်စစ်ကပြတ်တောက်သွားတယ်တကြိုးလည်းအရိခါမှာငြိမ်သက်သွားတော့လေတယ်ကိုအောင်ရဲ့ကိုကြီးနဲ့ဦးစိန်မောင်နဲ့မြန်တို့တို့မြေကျွင်းတွေကနေအပေါ်ကိုတက်လာနိုင်တယ်မြန်တို့မှာကိုအောင်ကိုရင်းရဲမကြည့်ရင်ခေါင်းကိုသာငုံထားတယ်ဦးစိန်မောင်ကတော့ကြောင်လုံးလုံးလာမသိနိုင်ဒူးရီတဆက်ဆက်တုံနေအိမ်ထဲရောက်တဲ့ကကိုအောင်ကသူတို့နှစ်ဦးကိုရေတစ်ခွက်စီခတ်တိုက်တယ်စိတ်ငြိမ်လောက်ပြီးဆိုမှသူမနက်ကယူသွားတဲ့အိတ်ထဲကပလတ်စတစ်နဲ့အထက်ထက်ရစ်ပတ်ထားတဲ့အထုပ်တစ်ထုပ်ကိုသူတို့နှစ်ဦးရှိကိုချပေးလိုက်ပြီးတော့ခမည်းတော်တနေကိုရှာနေတာဒီထုတ်လားအထဲမှာဘာပါလဲဆိုတာကျုပ်ပြောပြရအောင်မလားဦးစိန်မောင်နဲ့မမြတ်လို့အထုပ်ကိုမြင်လိုက်တာနဲ့ဦးစိန်မောင်ကချက်ချင်းမျက်နှာပြတ်သွားတယ်မမြတ်တို့ကတော့တသိမ့်သိမ့်ရှိုင်ကုန်နေတယ်အဲဒီအိတ်ထဲကတဒေးသားလောင်းဟာခမည်းတော်နှစ်ယောက်တိတ်တိမ်ပုံညာပြီးရလာတဲ့တဒေးသားလောင်းမလားခမည်းတော်ဗျာသွေးသားဆန္ဒကိုဦးစားပြီးကမြင်းကျင်တိုင်းကမြင်းခဲ့ကြပြီးမှအဆက်ကွဲမှာကြောက်ပြီးကလေးကိုရဲဆက်ဆက်ဖျက်ချပစ်ခဲ့တယ်ကျမ်းမာရေးမှုဟောင်းပြတဲ့ဦးစိန်မောင်ကဒီဇယ်လန်ကိုကျိုးကန်စီမံခဲ့တယ်မလားမြင်းတို့ကလည်းဘာတူလဲဦးစိန်မောင်နဲ့အလိုတူအလိုပါဒီကလေးကိုမလိုချင်တာနဲ့ဖျက်ချပစ်ခဲ့တာပဲပြီးတော့ခမည်းတော်လူမဆန်စွာတတေးသားလောင်းကိုပလတ်စတစ်နဲ့အထက်ထက်ပတ်ပြီးရေကန်တော့မှတွင်တူမြုပ်နှံခဲ့တယ်ရက်ဆက်လိုက်ကြတာဗျာခမည်းတော်ကိုလူလို့ခေါ်ထားရသေးလားကိုရင်သေးပေါ်မှာလှုပ်ရက်လိုက်ကြတာဘာဖြစ်လဲကမင်းကျော်ထပြီးမှတော့ကိုတောင်ဝင်ကိုယူရမှာပေါ့ဘာလဲရက်ွက်ကကဲ့ရဲ့မှာကိုကြောက်ကြတာပတ်ဝန်းကျင်ကိုအပြစ်မတင်နဲ့ပတ်ဝန်းကျင်ဆိုတာကမကောင်းတာလုပ်ရင်အပြစ်ပြောမယ်ဆိုတာငယ်ရွယ်တဲ့မျက်နှာကမတိနားမလဲလို့ပဲထားဒီမဲ့ဦးစိန်ပါခမည်းကြီးကအသက်ကြီးပြီးကျွင်းနှခန့်ရောက်နေပြီခမည်းအတိညာအတွေ့အကြုံနဲ့တားမြစ်ရမယ်ဆိုခမည်းကိုယ်တိုင်ကဖောက်ပြန်ခဲ့တာပဲအခုဒီအိမ်မှာ6လက်နေတဲ့တစီဆိုတော့တခြားဘသူမှမဟုတ်ဘူးဘသူလဲခမည်းတို့သိကြရင်လားခမည်းတို့ရဲရဲဆက်ဆက်တက်ပြစ်ခဲ့တဲ့ခမည်းတို့ရဲ့ရင်သွင်းငယ်သမီးလေးဗျသမီးလေးရန်တို့ရှာကြီးတငယ်ငိုကြွေးတယ်ဦးစိန်မောင်ကတော့သူ့အပြစ်တွေလူသိကုန်ပြီဆိုပြီးခေါင်းကြီးကိုငုံချထားလိုက်တယ်ကဲဦးစိန်မောင်ခမည်းညင်ရောမလားခမည်းတို့ကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုဖုံးကွယ်ထားအောင်လို့လားအသိဉာဏ်နဲနဲနဲ့ဆက်ပြီးဖုံးကွယ်ညင်းဆူနေမယ်ဆိုရင်တော့သမီးလေးဟာကျေနပ်နိုင်မှာမဟုတ်ဘူးသူ့ဒေါသနဲ့တရားစီရင်မယ်ဆိုရင်တော့ခုနကအဖြစ်ပြက်ကိုခမည်းတို့မမေ့ကြနဲ့ပေါ့ကျုပ်သာအရောက်မမြန်ခမည်းတို့ခုချိန်တက်လိုက်တည်နေကြပြီ
အဲ့ကဦးစိန်မောင်ကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီးတော့ဟုတ်ပါတယ်မောင်အောင်ရဲ့ဦးလေးကအသက်ကြီးပြီးအချိန်မစီးတဲ့လူအန်တာတယောက်ပါရိုးသားတဲ့မျက်နှာကိုလည်းဦးလေးပဲဖျားရသွေးဆောင်ဖြက်စီးခဲ့မိပါတယ်နောက်တော့မျက်နှာဟာဦးလေးကိုမလွန်ဆန်နိုင်တာနဲ့ဦးလေးစီမံတာကိုနာခံခဲ့တာပါကွယ်ဒီအဖြစ်အပျက်တွေအားလုံးရဲ့တရားခံဟာဦးလေးပါဝေထေးချက်တင်းနေတဲ့မျက်နှာတို့သားမီးကိုဦးလေးကအကွက်ချပြီးတိမ်သွင်းစီယုံခဲ့တာပါပထမဆုံးငွေကိုအတိုးနေနေနဲ့ချီးခဲ့တယ်ငွေလုံးငွေရင်နစ်လာတော့သူတို့သားမီးရဲ့ဒီအိမ်ချမ်းမီကိုဦးလေးကအယောင်းဝယ်စားကြုံနဲ့မတရားသိမ်းယူခဲ့တယ်သူတို့ခမအိမ်ပေါ်ကနေလက်လို့ဆင်းပေးရမယ့်အခြေအနေဖြစ်လာတော့ဦးလေးကမျက်နှာကိုစီယုံသိမ့်ပိုက်ခဲ့လူတွေမသိအောင်တိတ်တိတ်ပုံညားနေကြတယ်ဆိုပါစို့ကွယ်မျက်နှာမှာကိုဝင်ရှိလာတော့အရှက်တကွဲအကျိုးနဲ့ဖြစ်မှာကြောက်ပြီးဦးလေးကိုယ်တိုင်ကိုဝင်ပြက်ကြအောင်စီဝါရီပေးခဲ့တိုက်ခင်မိပါတယ်ကိုဝင်ပြက်ကြတော့တတိသားလောက်ကိုအိမ်နောက်ကရေကန်ပေးမှဦးလေးကိုယ်တိုင်မြေမြုပ်ခဲ့တာပါဒါရီအားလုံးရဲ့အရင်းမြစ်တရားခံဦးလေးပါပဲကွယ်ငင်းစရာမရှိပါဘူးမတာမီပြင်မှာရက်ဆောက်နေတဲ့ရက်ကွက်လူကြီးနဲ့ရဲတပ်ဖွဲ့တချို့အိမ်ပေါ်တက်လာကြတယ်ဒါရီအားလုံးကိုကိုအောင်ကတနေ့ကိုလှည့်ပတ်စီမံထားခဲ့ခြင်းဖြစ်တဲ့တတိသားလောက်ကိုတက်သေးပြီးသိမ်းဆည်းတယ်ဦးစိန်မောင်ကိုတရားမဝင်ကိုဝင်ဖျက်ချရမှာကုညီအားပေးမှုကြောင့်ဖမ်းဆီးတယ်ရန်တို့ကိုဝင်ဖျက်ချတဲ့မိခင်ပြဖမ်းတယ်မတာမီသူတို့နှစ်ဦးကိုလက်ထိတ်တစ်ခုတည်းနဲ့တွဲလျက်ခတ်ပြီးရဲစကန်စီကိုဖမ်းဆီးခေါ်ဆောင်သွားလိမ့်တယ်အဝိစားရီသိမ်းဆဲထုတ်ပေါ်ပြီးနောက်အိမ်ရှိကိုထွက်လာခဲ့တယ်မတာမီသူဖုန်းဆက်ခေါ်လာတဲ့အငားကားကရောက်လာတော့မှဖြစ်တယ်အိမ်တကားကိုတောက်ကပ်ပြီးအနောက်ဘက်အိမ်ကဒေါ်မာတန်ကိုသွားပို့လိုက်တယ်ချန်ရှိတကားဝမှာအထုပ်ဘိုးရီနဲ့ကားဆောင်ရင်ပြင်တော်အိမ်လေးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ငေးမောလိုက်တယ်ပြင်တော်အိမ်လေးကပကတိငြိမ်သက်နေတယ်သူ့ကိုနှုတ်ဆက်မဲ့တစီမာလေးလည်းမရှိတော့ဘူးမလားသူဒီအိမ်ကမထွက်ခွာပြီး၃ရက်ခန့်ကရွှေသားပရိယတိစာတင်ကျောင်းကဆရာတော်နဲ့တန်ဃာတော်တွေပင်းဖိတ်ပြီးစွန်းလုပ်ကျွေးခဲ့တယ်ဒီသင်္ကန်းတပိတ်တို့ကိုအပါစီကတ်လူရင်းသူတို့ရဲ့ကုသိုလ်ဆုစုကိုအိမ်တော်ဘေးကတစီမာလေးကိုခေါ်ယူပြီးကုသိုလ်အမျှပေးဝေရတယ်အိမ်ကြီးကသူ့အိမ်လေးထဲမှာတင်းပြန့်တဲ့ကလေးပေါင်တာရနံလေးနေရာနဲ့မှွေးကြံနေတယ်။ကွန်သိလိုက်ပါပြီ။တစီမာလေးကယခုရောက်နေတဲ့ပုံမဝါချက်တားလုံးမြင့်မြတ်နေရာကိုရောက်သွားရည်သာမွေးပြန်တော်ရနံနဲ့နှုတ်ဆက်သွားခြင်းဖြစ်တယ်။ဘာပဲပြောသူမမြင်နိုင်ပေမဲ့တစီမာလေးအတွက်ဝမ်းသာကြည်နူးမိတယ်။မနက်ကရေကန်တဲ့ဘေးမှာသူ့ဈေးကဝယ်လာခဲ့တဲ့ကြက်တီဝက်ဝင်မွေးပါရုပ်လေးချထားပေးခဲ့တယ်။အဲဒီရုပ်လေးကသူ့ရဲ့နောက်ဆုံးလက်ဆောင်ဖြစ်ပါတယ်။ဝက်ဝင်ရုပ်လေးကိုလက်ဆောင်ပေးရင်းနဲ့သမီးလေးရဲ့ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးမကြုံတွေ့ပါစေနဲ့ရောလို့ဦးစုတောင်းပေးခဲ့ပါတယ်နော်။နောက်ဘဝကြရင်သမီးကိုသိချကြတဲ့မိဘများနဲ့သာကြုံတွေ့ပါစေကွယ်။မကြမီငါးကားကအိမ်ရှိကိုရောက်လာပြီးဖြစ်တယ်။သူ့ထုတ်ပရိကိုကားနောက်ခံမှာတင်လိုက်တယ်။အထုပ်တစ်ခုကတင်ရင်းနေပြေးကြသွားတယ်။အဲဒီထုတ်တွေကနေအရုပ်တစ်ခုထွက်ကြလာတယ်။ဟမ်တယ်ဒီဘဝင်ရုပ်လေးသူအရန်အော်သွားတယ်။ဒီရုပ်လေးကသူ့ဈေးကဝယ်လာခဲ့တဲ့တစီမာလေးကိုပေးခဲ့တဲ့လက်ဆောင်ရုပ်လေးမဟုတ်လား။ဘလို့လို့အထုပ်တွေပြန်ပါလာခဲ့တယ်လေ။သူပြင်တော်အိမ်လေးရှိရာကိုပြန်လဲကြည့်လိုက်တယ်။ပြင်တော်အိမ်လေးကတော့ညီသက်တိတ်ဆိတ်လျက်ပဲ။နောက်ဆုံးသူ့ရုပ်လေးကိုအထုပ်တွေပြန်မထဲတော့ပဲရင်ခွင်ထဲပိုက်ကကားရှိကန်ကိုဝင်ထိုင်လိုက်တယ်။ကားသမားကသူ့ကိုတန်တော်ကြည့်တယ်။အသက်30ကျော်ရွယ်အေးလူကြီးကကလေးကစားစရာရုပ်လေးကိုရင်ခွင်ပိုက်လာတာကြောင့်အထူးဆန်ဖြစ်နေတယ်။သူကကားဆရာကိုပြုံးပြရင်းနဲ့ဒါကျွန်တော်သမီးလေးပါဗျာ။အဲဒီလိုဆိုလိုက်တော့ကားဆရာကဘာမှပြန်မပြောတဘောကြနေချိုက်စွာပြုံးရင်းကားကိုမောင်းထွက်လိုက်တယ်။သူရဲ့စိတ်ထဲမှာအယုတ်ကလေးကိုပုတ်သက်ပေးရင်းလိုက်ချင်တယ်ဆိုမှတော့ခေါ်ရမှာပေါ့သမီးရဲ့။အဲဒီလိုသာတီးတိုးရေရိုးလမ်းပြီးရောတယ်။ကားဆထွက်လာကြတဲ့ကသူရောကားဆရာရောတတိထားမိရတခုရှိတယ်။အဲ့ဒါကတော့ကားတွင်ခန်းကကလေးပေါင်တာရန်တန်လေးတင်းတင်းမှွေးနေခြင်းပင်ပြိတ္တများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့PPမန်းလေးရေးသားထားတဲ့အိမ်နောက်မှာငါနေရဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အားစိပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရစေဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။